မြန်မာပြည်မှာလူတန်းစားမျိုးကြီးစားသုံးကြတဲ့မုံပြားတစ်လက်ခေါ်မုံပြတစ်လက်အဲ့ဒီဟာကိုဒီနေ့ဘယ်လိုလုပ်တယ်ဟာလားဘယ်လိုမုံနေဆက်တယ်ဘယ်လိုစားသုံးကြတယ်လို့ဆိုတာလေးကိုကျွန်တော်တို့ကြောက်ကော့မှတ်တမ်းတင်มาဖြစ်ပါတယ်အဲ့ဒီတော့လူတန်းစားမျိုးကြီးစားသုံးမှုကြတဲ့မြန်မာရိုးရာအစားအစာမုံတစ်မျိုးဖြစ်တဲ့မုံပြတစ်လက်အကြောင်းကျွန်တော်တို့ဆက်ပြီးတော့မှတွားကြည့်လိုက်ကြအောင်မုံပြားတက်လက်လုပ်တဲ့အကြောင်းလေးတွေကိုသိကျင်လို့မို့လို့ပါနည်းနည်းတော့မေးပြရသေးအခုအလုပ်ကလည်းများတော့များနေတာပေါ့လေအလုပ်များနေတဲ့အတွင်းကပဲကျွန်တော်တို့မေးစရာရှိတာလေးမေးချင်ပါတယ်ကျေးဇူးပြုပေါ်မှာဖြည့်ပေးပါအောင်ဟုတ်ကဲ့ပါဟုတ်အခုမုံပြားတက်လက်လုပ်လာတာဆိုလို့ရှိရင်ဘယ်လောက်ကြာပါတော့ဒီမုံ9နှစ်ပြည့်တော့မုံပြားတက်လက်လုပ်တာ9နှစ်ပြည့်တော့မယ်ရောင်းလို့ကောင်းရဲ့လားဟုတ်ကောင်းပါရဲ့ဟုတ်အခုမနေ့ကဆိုလို့ရှိရင်ဘယ်နိုင်လောက်ကိုစပေါ်မှာမုံပြားတက်လက်စပေါ်မှာလုပ်တော့ကျမဒီကို9နာရီမတင်9နာရီပေါ့9နာရီလောက်ကနေ9နာရီကနေတော့မှအဲ့ဒါ9နာရီခွဲလောက်မှမုံရညမှာပြေးချင်တာပေါ့နော်ဟုတ်ဘယ်နာရီလောက်ဆိုလို့ရှိရင်ဆိုင်သိန်းတော့ဒီမှာ7ခွဲဆိုရင်သိန်း7နာရီခွဲအထိမနေ့က9နာရီဒိုလောက်ကနေစပြီးမှရောင်းတယ်7နာရီဒိုလောက်ဆိုလို့ရှိရင်ဆိုင်သိန်းပြီပေါ့နော်ကျွန်တော်တို့လေဟိုဟာလေးတွေသိကျင်တယ်ဒီကမုံဆက်တာလေးတွေလည်းသိကျင်တယ်နောက်ပြီးတော့ဒီကဟိုဘယ်လိုရောင်းရတယ်လို့ဆိုတာလေးတွေလည်းသိကျင်တယ်အဲ့ဒီအရာလေးတွေစိတ်ကျေးဇူးပြုပေါ်မှာဖြည့်ပေးပါနော်ဟုတ်ဟိုကကျမဟိုကပေါ့ဆန်ဟိုပေါ့နော်ခုရောင်းပြန်လို့ရှိရင်စိတ်နေပေါ့ဟုတ်ဒီညအိတ်ခဏီးလောက်မှစီးကြောပြီးတော့တုံးတဲ့ဒီတဲ့စီးပြီးတော့မှကြိတ်တယ်ပေါ့ဟုတ်ကဲ့ဟိုလိုမျိုးမော်တာဆက်နဲ့အိမ်မှာပဲမော်တာဆက်ရှိတယ်မော်တာဆက်ဟုတ်ဟုတ်ကဲ့အဲ့လို